ဒါကတိုကျိုရဲ့အကြီးဆုံး second hand market တစ်ခုဖြစ်တဲ့ Tokyo City Flea Market ဆိုတဲ့နေရာကိုသွားခဲ့တဲ့ vlog လေးပေါ့နော်ဒီ market ကနေ့တိုင်းမရှိဘူးပေါ့နော်အပတ်တိုင်းစနေတနင်္ဂနွေပဲရှိတာ။တချို့စနေတနင်္ဂနွေဆိုရင်မလုပ်ဘူးပေါ့နော်။ကိုကဒီနေရာကိုသွားမယ်ဆိုရင်မသွားခင်ဒီ Instagram account လေးမှာသူတို့ဘယ်နေ့တွေလုပ်လဲမနေ့ပြန်ဆိုရင်ဖွင့်လားဆိုတဲ့အကြောင်းကိုကြိုတင်နေပေါ့နော်။အဲ့ဒါမတွားခင်ခက်ခုလေးလေးလုပ်ပြီးတော့မှသွားတာပိုကောင်းတယ်ပေါ့နော်။ဘာလို့လဲဆိုတော့မိုးရွာတဲ့နေ့တွေဆိုရင်လည်းသူတို့ကမဖွင့်ဘူး။နောက်တစ်ခုကကျတော့လေစောစောသွားတာပိုကောင်းတယ်။သူကမနက်9:00 နာရီကနေနေ့လယ်2:00 နာရီခွဲထိပဲဖွင့်တာ။ပြီးတော့မင်းရဲ့ပထမဗီဒီယိုမှာပေါ့နော်မြန်မာနေတဲ့အာရှနိုင်ငံတွေပဲတဲ့ဒီလိုအဟောင်းကြိုက်တာဆိုပြီးတော့လာမှတ်ထားတာပေါ့နော်ပြောချင်တာကလေမြန်မာနဲ့အာရှတွေမဟုတ်ဘူးပေါ့နော်ဒီမှာဆိုရင်အနောက်နိုင်ငံသားတွေအများကြီးလေးလာပြီးတော့ဝယ်ကြတယ်ပေါ့နော်quality ကောင်းတဲ့ vintage ပစ္စည်းလေးတွေကိုရှာရတာကလေနိုင်ငံအနှံ့လူကြိုက်များတဲ့ culture တစ်ခုပဲပေါ့နော်။ဒါပဲဖြစ်ဖြစ်စိတ်ဝင်စားတဲ့ဆိုရင်တစ်ခါတော့တွားကြည့်တယ်နော်။အားလုံးပဲတသားနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်။